မိုင်းတို့ရမ်းချမ်းသာတယ်စမိုင်းတို့ရမ်းချမ်းသာစမိုင်းတို့ကသူတို့ကဖုံးတွေထဲဖုံးနေတဲ့ကိုထဲတဲ့အဲ့ထဲမှာဖုံးနေတဲ့နဲ့ပတ်သက်လို့ကျမတို့မသိဘူးပေါ့အဲ့ထဲမှာဖုံးနေတဲ့မှာထဲတဲ့ဟာလေးတွေဘာလေးတွေသူတို့ရောင်းရင်ရောင်းမှာပေါ့အဲ့ထဲကဘာတွေညာတွေကွစ်ကွာတွေဖုံးနေတို့သူတို့ကဒီလိုမျိုးဒီဝိုင်တော့တွေဘာတွေလောက်ထားတော့လေအဲ့ဒါတွေရောင်းတာနေရမယ်အဲ့ဒါတွေကနေတစ်စစ်ပေါ့ကျမပြပြမယ်မြန်မာပြည်မှာဖုံးဖေတွေခိုးတာတွေကိုသိတယ်မလားဖုံးပေခိုးတယ်ဆိုတစ်ချက်ပဲခိုးတော့တယောက်ကိုတစ်ချက်ပဲခိုးတော့မြန်မာပြည်မှာဖုံးက9တန်းသုံးနေတယ်ဆိုတရက်ကို9တန်းလောက်ပါဖြစ်နေပြီလေတစ်ချက်နဲ့ရှင်တို့စီကနေတစ်ချက်ခိုးသွားရှင်တို့ပြောမလားပြောမပြောဘူးလေတစ်ချက်ခိုးသွားရင်ရှင်တို့မပြောဘူးလေတစ်ချက်လောက်များထားလိုက်ပါတော့ဆိုပြီးတော့အဲ့တစ်ချက်ကနေပြီးအယောက်9တန်းစီကခိုးသွားလို့ရှိရင်ဘယ်လောက်လဲတနေ့ကို9တန်းလောက်ရနေမြန်မာငွေရအဲ့ဒါကြောင့်ကျမများလို့ခိုးတာလားသူတော်ဘာကိုရှောက်ပြောနေအဲ့လိုလက်ခိုးလို့ရတာပဲမဟုတ်ဘူးလားရှင်တို့ဖုံးပေတွေလေကုန်းကုန်းသွားလေကျမအဲ့ဒါစဉ်းစားနေသူတို့တွေဘာလုပ်လဲမပြောရင်လည်းဧကနာတော့ငါတို့ဖုံးပေတွေကိုခိုးနေသလားမသိဘူးငါတို့ဖုံးပေတော့ဘလောက်မှမရှိသေးဘူးကြည့်လိုက်လို့ရှိရင်ဘာပြောလဲရှိုက်ဆိုပြောင်းသွားရင်မြန်မာပြည်မှာလေ9တန်းလောက်ပဲလုပ်လိုက်အောင်9တန်းလောက်ကနေတယောက်တစ်ချက်ပဲခိုး9တန်းမြန်မာပြည်မှာဖုံးသုံးနေတဲ့လူကတန်း30လောက်ရှိရင်တစ်နေ့ကိုတန်း30လောက်ရနေမှာညတို့တစ်နေ့တစ်ချက်ခိုးနေဘလို့လို့တစ်နေ့တစ်ချက်ပဲခိုးတော့ငါကတော့ထင်းနေဘာမှမလုပ်ရင်တော့အဲ့ဒါဒီခိုးလို့ပဲတော်ရုံတိုင်ရုံဟာအလောက်ကြည့်ထိတော့မချမ်းသာလာနိုင်ဘူးသိရမလားစဉ်းစားနေကိုကတော့ဘယ်လိုပြောမလဲရဆက်ကိုကနောက်ဆုံးကိုအထိပါလုပ်လိုက်လေစဉ်းစားပလိုက်တာမြန်မာပြည်မှာဖုံးသုံးနေတဲ့လူကတန်း30ရှိလို့ရှိရင်ဘာဖြစ်တော့တန်း30ရှင်သူတန်း30ခိုးနေမှာတရက်တစ်ချက်ပဲခိုးကြည့်လိုက်မဟုတ်ဘူးတရက်တစ်ချက်မခိုးရင်တော့မတစ်လောက်တစ်ချက်ပဲခိုးအောင်တော့ရှင်တို့တွေစီကနေဖုံးပေးတစ်ချက်ခိုးရင်ရှင်တို့ပြောမှာမဟုတ်သိကြတယ်တရက်တစ်ချက်ခိုးရင်တော့မှရှင်တို့ပြောမှာမဟုတ်တစ်လမှ30ပဲဆိုပြီးတော့အဲ့လိုမျိုးများခိုးနေပြီးချမ်းသာကြတာလား